လူတွေမှာအဖြေရှာထုတ်လို့မရတဲ့အပိုင်းတွေရှိနေကြပြီးတော့အဲ့လိုအခိုက်အတန့်မျိုးကခါတာနဲစီမှာလည်းရှိခဲ့ပြီးထူးဆန်းတဲ့အဖြစ်အပျက်တွေရှိနေပါတယ်။ဟီတာဆဲကတော့အလောက်ကိုကြိုးစားလုံးပြီးတော့ရုံးပြန်ချိန်ထိုးတာနဲ့အိတ်ကိုကောက်တွေကပြန်တက်တဲ့အကျင့်ရှိပြီးရောအားသူတွေခေါ်ရင်လည်းဘဲမမလိုက်တတ်ပဲအမြဲညင်းတတ်သူပါ။ဟီတာဆဲကတော့ဂျုံမှာယာတူတိုးဖို့ထက်သူ့အိမ်ကိုအချိန်မှန်မှန်ရောက်ဖို့ကအဓိကပဲဆိုပြီးဟင်းလျှောက်ဝါသနာမပါပင်မဲ့လည်းမအိတ်ခင်မှာဟင်းတပူးပြင်ခဲ့ပါတယ်။သူ့ရဲ့အဓိကအလုပ်ကတော့အိတ်တာဖြစ်ပြီးတော့မအိတ်ခင်ထမင်းဘူးပြင်တာအကြောင်းရှိတယ်လို့စောစောအိတ်ရတဲ့အကြောင်းကလည်းရှိနေပါတယ်။ဟီတာဆဲကတော့ငငယ်ကလေးကမှော်နဲ့ဒိုင်ယာဒီပုံမြင်နေအဖက်များပြီးတော့အိတ်တိုင်းရင်တခြားကဘာဘက်ကိုရောက်သွားကအခုချိန်ထိပဲဖြစ်ပါတယ်။တစ်ဖက်ကကဘာရောက်သွားတဲ့အချိန်မှာတော့အရင်နေ့ကအိတ်ခဲ့တဲ့နေရာမှာပြန်နိုးလာခဲ့ပြီးမနက်အချိန်9နာရီပဲရှိသေးရကြောင်းအပြင်မှာအသက်ကြီးပေမဲ့ဒီဘက်မှာတော့ငယ်ရွယ်နေသေးပါတခါတလေမကောင်းဆိုးဝါးတွေတွေ့ရင်ရှောင်ပြေးတက်ရပြီးတော့မပြေးရင်တော့၎င်းကျော်ကြီးအိမ်မက်ကနေနိုးတတ်တာအကြောင်းပါတစ်ဖက်မှာကဘာရောက်နေရတဲ့ပျော်စရာကောင်းပြီးလှပတဲ့ရှုခင်းတွေအထူးသဖြင့်လှပတဲ့ကောင်မလေးနဲ့တွေ့ဆုံရတာပဲဖြစ်ပါတယ်မာရီယယ်လို့ခေါ်တဲ့နတ်တငယ်လေးနဲ့အတူတူနေရပြီးတော့သူ့ရဲ့လှပတဲ့မျက်လုံးနဲ့အရွယ်တင်တဲ့ကိုရှိပေမဲ့လည်းအသက်ကတော့ရာကျော်နေခဲ့ပါပြီဟီတာဆဲလဲမာရီယယ်ကိုအပြက်စီးအဆောက်အုံတွေလေးလာစရာချီချောင်းခေါ်ခဲ့ပေမဲ့မာရီယယ်ကတော့အင်တာနက်လုံနေခဲ့တာကြောင့်ထမင်းမှုပြင်လာတဲ့ဖြစ်ကြောင်းပြောမှအစားနဲ့များခဲ့ပြီးခေါ်လာခဲ့ပါတယ်။ဘော်အသွမ်းဘလောက်စွမ်းလဲဆိုတာအရင်ဗီဒီယိုမှာပြောခဲ့ပြီးပြီနော်။ဒါသူရဲ့အဆောက်အုံပြည့်တဲ့ခေါ်သွားခဲ့ပြီးတော့ရောက်တရက်ပျောက်ကွယ်သွားတဲ့မြို့တော်လေးဖြစ်နေခဲ့ကအမည်မသိယောဂါကြောင့်လူသားမျိုးနွယ်တွေပျောက်ဆုံးခဲ့တယ်လို့ယူဆထားပါတယ်။အဆောက်အုံရှိရောက်သွားတဲ့အချိန်မှာတော့မာရီယယ်လည်းမှော်တုံးနဲ့အလင်းမော်ကိုထုတ်လိုက်ပြီးရဲ့နောက်မှာတော့အလင်းတွေဘေးကိုထွက်လာခဲ့ပြီးတခန်းလုံးလင်းသွားခဲ့ပါတယ်။ဟီတာဆဲကတော့အထဲမှာထိုင်နေတဲ့နေရာတွေ့တာကြောင့်နေ့လေသာစားဖို့အတွက်ပြောကဂျူလာတဲ့ထမင်းဘူးကိုပေးလိုက်ပါတယ်။ဒီဘက်ကမာမှာနေဟိုဘက်ကမာမှာညာနဲ့ဒီကောင်ပေးချင်းအိတ်လေးတော့မသိပေမဲ့အိတ်တဲ့အချိန်တော့ဆော့ရတာတော့ရှယ်ပါပဲ။ဒီဘက်ကမာမှာ FA ဖြစ်နေခဲ့ပေမဲ့နောက်ကပါသွားရင်တော့ဆော့ရနိုင်ကြမလို့အိုင်းအိတ်ကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်။ဟီတာဆဲယူလာတဲ့ထမင်းဘူးကိုဖောက်ကြည့်လိုက်တဲ့အချိန်မှာတော့ထမင်းလေးကရှို့အင်းစိတ်မွေးနေလို့မာရီယယ်လေးသဘောကျနေခဲ့ပြီးတော့ဟီတာဆဲကတော့ရှာပြားပေါ်တောင်းတာလို့အုံနောက်နဲ့ပုံဖော်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။အီနာရီဆူရှီလေးကိုတိတ်ကြိုက်နေတော့အကုန်ကောင်းနေရကြောင်းဟီတာဆဲတီလာပြီးတန်သွားတာလို့တောင်ပြောနေပါသေးတယ်။မာရီယယ်လည်းအခုချိန်ထိခိတာတဲ့ဘယ်ကလာမှမသိရကြောင်းမေးနေခဲ့ပြီးတော့ဟီတာဆဲကတော့ဂျပန်ကတုံးရှိရဲ့နိုင်ငံကလာကြောင်းပြောပါတယ်။ဟီတာဆဲလေသူအားတဲ့ရက်တွေဆိုရင်တော့6လည်မဲလို့ပြောခဲ့ပြီးမာရီယယ်လေသူကမှော်ပညာတင်ရနေရကြောင်းမအားပဲတခါတလေတော့လင်မေဖြစ်ကြောင်းပြောပါတယ်လမ်းသွားရင်းနဲ့မာရီယယ်လေမကောင်းစွာကိုတွေ့ရကြောင်းပုံခိုင်းနေခဲ့ပေမဲ့ဟီတာဆဲကတော့စကားကြီးအောင်တွားပြောနေခဲ့ပါသေးတယ်မာရီယယ်လေအားမလဲနိုင်ဖြစ်နေခဲ့ရကြောင်းသူကိုယ်တိုင်ဒီကောင်လေ့ကျင့်ပေးဖို့3နှစ်လောက်တက်ခတ်လိုက်ရပြီးမှခင်မင်ခဲ့ကြောင်းရှင်းပြပါတယ်ဟီတာဆဲလေဒီနားမှာငကားသားပေါက်နေရမလို့တတိထွားသွားဖို့ပြောခဲ့ပြီးတော့ငကားဥတီနဲ့ဝေးဝေးနေပေးဖို့မှာပါတယ်ဟီတာဆဲကတော့တယောက်အနေနဲ့များနေရတော့ကြည်ကျင်ကြောင်ပြောနေခဲ့ပြီးတော့ချဲတိုးကြီးပဲထွက်နေရမလို့ညမြင်ရတဲ့အလင်းမော်ကိုတုံးပေးလိုက်မှငကားကိုတွေ့လိုက်ပါတယ်အိတ်ကြီးရဲ့ငကားကြီးကပုံစံကွက်တွေပေါ်နေရကြောင်းစိုးရိမ်နေခဲ့ပြီးတော့ဟီတာဆဲနာကတ်နေတော့အုံတီနဲ့ထိနေရကြောင်းတိုင်ပတ်နေခဲ့ပါတယ်စကားပြောရင်မာရီရဲ့အတန်ရအပြဲနေရကြောင်းဒရဂွန်လည်းလက်နှုတ်သွားခဲ့ပြီးတော့လှည့်ထွက်မဲ့အလုံးမှာတကားတွေကုန်ပိတ်သွားခဲ့ပါတယ်နှကောင်လုံးနဲ့ဖျားတနေကြပြီးတော့ကိုနကားကတော့ရှယ်မီးမောက်လိုက်တာကြောင့်ဆရာကြီးလည်းမီးမော်နဲ့ထုတ်မာရေးပဲမျောလင်းချက်ရှိနေခဲ့ပေမဲ့တခါလေးချောသွားပြီးနောက်ကပါပြန်ရောက်သွားပါတယ်ဟီတာဆဲကတော့တစ်ခါပါမှတည်ရင်တစ်ဖက်ကပါမှနိုးလိုက်နဲ့တစ်ဖက်မှာနိုးရင်တစ်ဖက်မှာပေါ်လိုက်နဲ့တိုင်နေပတ်နေခဲ့ပါတယ်ဟီတာဆဲလည်းတစ်ဖက်မှာမာရီယယ်လေးနဲ့လေလို့တော့မဝသေးဘူးပြန်နိုးနေရကြောင်းစိတ်ညစ်နေတဲ့အချိန်မှာပဲဘေးနားမှာအိတ်နေတဲ့တယောက်ကိုကြည့်လိုက်တဲ့အချိန်မှာတော့မာရီယယ်ဖြစ်နေခဲ့ပါတယ်ဟီတာဆဲဘကအထူးဆန်းသောအရာကအဲ့ဒီနေ့မှာစတင်ခဲ့ပြီးတော့အိမ်မက်ထဲကစော်လီကအပြင်ထိလိုက်လာတာကြောင့်ထီပေါက်သူတော်ကန်ကောင်းသွားခဲ့ပါတယ်ဟီတာဆဲလေဘာလို့မှမသိပဲမာရီယယ်လည်းအဝိပလိုက်နဲ့နိုးလာခဲ့တာမလို့ဘာကြောင့်သူ့ဘေးမှာရှိနေရတယ်လို့မင်းနေခဲ့ပြီးဟီတာဆဲတယောက်မြင်ကွင်းနေမရှင်းတော့ပဲတိုင်ပတ်နေခဲ့ပါတယ်ဟီတာဆဲလေအပြင်မှာတော့အသက်ကြီးရဲ့ပုံစံဖြစ်နေရကြောင်းသူတို့တွေဘလို့ရောက်နေရလဲလို့မေးခဲ့ပြီးဟီတာဆဲကတော့သူတို့တွေငကားနဲ့အမှုတ်ခံလိုက်ရတာကြောင့်ဒီဘက်ကဘာကိုရောက်လာကြောင်းပြောပါတယ်မာရီယယ်ကိုတော့ကို့အနေထားကိုပြန်ကြည့်ဖို့တတိပေးလိုက်တဲ့အချိန်မှာမာရီယယ်လည်းသူ့ဘာသာလန့်ပြီးထအော်ခဲ့ပါတယ်ဟီတာဆဲလည်းတရက်လုံးယုံပြက်လိုက်ပြီးတော့ဆရာမကြီးဝေဖို့ဘာညာတရကအစအကုန်လိုက်ဝယ်ပေးနေခဲ့ပြီးတော့ဘယ်လိုလုပ်သူနဲ့ပါလာလဲလို့စဉ်းစားရကြက်နေပါတယ်ဟီတာဆဲကတော့အဲ့ဒီကဘာမှာအိမ်မက်လို့ထင်ခဲ့ပေမဲ့မျက်မှန်ကိုကင်မိပြီးတွေးကြည့်နေရကြောင်းဘေးကအတော်ကြီးလေးတဲ့ဒီကောင်ကြော်ကြီးဘာလာလောက်တာလဲလို့တွေးနေကြပါတယ်ပြန်ရောက်လာတဲ့အချိန်မှာတော့မာရီယယ်လည်းအပြင်လောကအရန်ကိုခင်မိနေရကြောင်းတခါမှမမြင်ဘူးပဲဘလူနေရာမျိုးလဲလို့မေးနေခဲ့ပြီးတော့တခါတော့ပြောဘူးခဲ့တဲ့ဂျပန်ကတုံးရှိတဲ့နိုင်ငံလို့ပြောအားကြောင့်သူလည်းမြင်မှုကျင်ကြောင်းပြောပါတယ်စကိုင်းထရီကိုမြင်သွားခဲ့ပြီးတော့မော်ဆရာကြီးရှိတဲ့နေရာလားလို့မေးနေခဲ့ပြီးဟာလာဆဲကတော့
စာကူရာရဲ့ပွင့်တဲ့နေရာဆိုရင်အယံကိုလှပကြောင်ပြောပါတယ်ခိတာဆဲလဲဘိုက်ထဲကစာနေလောက်ပြီမလို့အနီးနားကိုရှောက်ပတ်ကြည့်ပြီးတော့မဝဲကျွေးမယ်လို့ပြောပြီးစောင်ပတ်ကြီးကိုရှာပြီးပြေးဖက်ပါတော့တယ်ခိတာဆဲလဲသူတို့ဖြစ်ဖြစ်နေတဲ့ကိစ္စတွေကိုတွေးကြည့်လိုက်တော့ငငါမီးမုတ်တဲ့အချိန်မှာသူကယ်ပေးလိုက်တာဖြစ်တာကြောင့်ခေါ်မိလာတယ်လို့တွေးနေခဲ့ပါတယ်လက်တငယ်လေးမာရီယာလည်းပုံမှန် outfit လေးနဲ့လန်ထွက်နေခဲ့ပြီးတော့ဆရာကြီးလည်းသဘောကျနေခဲ့ကလက်တငယ်နှစ်ယောက်ကိုဖုံမှုအတွက်တော့ခေါင်းဆုပ်ပေးလိုက်ပါတယ်ခိတာဆဲလဲတချို့ကောင်တွေရောက်ရှင်လို့အသေးအတန်ကြိုးစားနေတဲ့နိုင်ငံကိုသူက passport မလိုပဲရောက်သွားတာကြောင့်အကြောင်းမရှင်းဖြစ်နေပါတယ်မာရီရဲ့လည်းကားပေါ်မှာစီးနေရတာအတော်လေးတိုင်ပတ်နေခဲ့ပြီးဒုက္ခရောက်နေရကြောင်းဒီလိုရင်မျိုးကိုမစီးဘူးကြောင်းလည်းပြောပါတယ်ကားကိုလိတ်ထက်တောင်နှေးပြီးမောင်းပြီးနေရကြောင်းကြောက်နေခဲ့ပြီးတစ်ဖက်ကဘာမှမကောင်းဆိုးရလို့အရာမျိုးတွေလည်းမရှိကြောင်းရှင်းပြနေရပါတယ်ခိတာဆဲလဲစားတောင်ဆိုင်တစ်ခုကိုခေါ်သားခဲ့ပြီးတော့လူကြိုက်များတဲ့မီနူးလေးကိုပဲမှာပေးထားလိုက်ပါတယ်အစားတောက်တွေရောက်လာတဲ့အချိန်မှာတော့ပဇွန်တံမယာလေးကိုစတင်ကိုက်လိုက်ပြီးသဘောတွေကျနေကြကစင်မွန်ငါလေးရဲ့အရသာကလေးထူးခဲနေရကြောင်းချီသမျှဆူရှီလေးတွေကိုလည်းသဘောကျနေခဲ့ပါတယ်ဒီလိုနဲ့ဆာကူရာရဲ့ကြားရဲ့ပျော်နေခဲ့ပြီးမာရီယာနဲ့ခိတာဆဲတို့ကအရန်ကိုပျော်ရွှင်နေကြပြီးတော့ဆာကူရာမျိုးကိုအရှိရှားဖို့လုပ်ရင်စာရီနင်းကန်ကျက်နေတဲ့သူတွေကတော့ပတ်ဖို့မလိုပဲရောက်သွားတဲ့မာရီယာကိုတော့တင်းနေမှတေးကြပါတယ်အပိုင်းနှစ်မှာကတော့ခိတာဆဲနဲ့မာရီယာတို့လည်းအပြင်ကိုရှောက်လည်နေကြပြီးတော့ပြန်လာမယ့်အချိန်မှာတော့ညာဘက်ဆာကူရာပန်းရဲ့အလှကိုအတူကြည့်ခဲ့ကြပါတယ်မာရီယာကတော့သူတို့ကဘာမှလည်းမကောင်းဆိုးဝါးရတာမရှိရင်အခုလိုကဘာမျိုးရနိုင်ကြအောင်ပြောပြနေခဲ့ပါတယ်ခိတာဆဲကတော့ရှုခင်းလေးရဲ့အလှကိုမြင်ရပေမဲ့လှပတဲ့ရှုခင်းလေးနဲ့လှပတဲ့ကောင်းမလေးအတူတူမြင်ခွင့်ရတဲ့အခွင့်အရေးမျိုးဟိုကောင်နေတော့ရသေးခြင်းပါတယ်မာရီရဲ့လည်းတကယ်လို့သူ့ရင်ကဘာဟုတ်တာမပြန်နိုင်တော့ရင်တော့ဘယ်လိုလုပ်အောင်လဲလို့မင်းနေခဲ့ပြီးတော့ခိတာဆဲကတော့သူနဲ့အတူတူနေပြီးတော့ကလေးတွေအများကြီးမွေးမယ်လို့တော့ပြောနေပါသေးတယ်။နောက်ပြီးရေတိုက်တွေလိုက်ဖို့မယ်ဆိုပြီးတော့ယဉ်ကျေးမှုမျိုးစုံထွန်းကားရဲ့နေရာလေးဖြစ်တာကြောင့်အများကြီးရှိပြီးသူနဲ့နေရင်တော့မဟုတ်ဝဲကျွေးမယ်လို့လည်းကလေးမှုတ်ပြီးကြိုက်နေပါသေးတယ်။အဲဒီနောက်ပြန်ရောက်တဲ့အချိန်မှာတော့မာရီယာကိုရေရှိုးဖို့အတွက်လှုပ်ပြီးမယ်လို့ပြောပြီးတော့မာရီယာလည်းရေရှိုးဖို့နေရာကိုရှိရလားလို့မေးနေပါတယ်။မာရီယာကတော့တကယ်လို့အရင်ကဘာသာပြန်အောင်သွားမယ်ဆိုရင်မာရီယာလည်းဂိုက်ကိုပြန်သွားတော့မှကြောင့်ခွဲရတော့မယ်အခြေအပိုင်းလုံနေခဲ့ပါတယ်။အားရရဲ့လေခလုတ်လေးတစ်ခုနှိမ့်လိုက်ရုံနဲ့ရည်နွေးငွေထွက်လာတာကြောင့်အင်အားကြီးပုံမြန်တုံးလိုက်တာလားလို့အံ့ဩနေပါတယ်။ခိတာဆဲလဲစက်ပြလေးကိုပေးလိုက်တဲ့အချိန်မာရီရဲ့လေဘာလဲလို့ပြောနေပြီးတော့အဝါရောင်လေးကအနံ့မွှေးပြီးတော့ဘဲကြည့်တောင်ပြောကတန်တန်ထုတ်ကိုမေးတာကြောင့်အတူတူပဲအယောင်လေးပဲကွဲတယ်လို့ပြောပါတယ်။ပြန်ထွက်လာတဲ့အချိန်မှာတော့ခိတာဆဲလဲချက်ပြက်နေခဲ့ပြီးတော့ဘာဒီလဲလို့မေးနေခဲ့ပြီးခတ်စုကိုအသင့်လောက်ထားကြောင်းသဘောကျနေခဲ့ပါတယ်။အဲဒါကြောင့်တစ်ဖက်ကဘာကိုထမင်းတုပ်ယူသွားကြောင်းပြောကဓမီတို့နိုင်တို့တော့ယူလို့မရသေးကြောင်းရှင်းပြပါတယ်။မာရီရဲ့လေဒီကိစ္စကိုတခြားသူတွေကိုသိညာလားလို့မေးခဲ့ပြီးတော့ငငယ်ကအခုချိန်ဒီအဖြစ်ပြက်တွေအားလုံးဘယ်သူမှမပြောပြသေးရကြောင်းပြောပါတယ်။ခိတာဆဲလဲမာရီယာကိုအန်နီရဲ့ကင်းကင်းနဲ့ပြန်ဖို့ပေးမယ်လို့ပြောနေရကမာရီယာကလေယာပက်ရမလို့မိတော်မေးနေကြောင်းပြောနေပါတယ်။တကယ်လို့တစ်ဖက်ကဘာကိုရောက်သွားရင်လေအဒရဂွန်တိုက်မှာပဲပြန်လဲနိုးမှာဖြစ်တာကြောင့်မာရီယာလည်းသူ့အတိုက်မှာနေတဲ့ဒရဂွန်ကောင်ကလွတ်နိုင်ခြင်းမရှိကြောင်းပြောပါတယ်။တကယ်လို့တစ်ဖက်ကဘာကိုသာပြန်ရောက်မယ်ဆိုရင်တော့ဟိုကမှုတ်လိုက်တေးလိုက်နိုးလိုက်နဲ့မှုတ်လိုက်တေးလိုက်နိုးလိုက်ဖြစ်ပြီးတိုင်နီပက်ပြီးတော့မုတ်လုံးကိုစက်ကူကဖြစ်နေမှာလို့ပြောပါတယ်။မာကြီးရဲ့လေသူတီထားတဲ့အဒရဂွန်တွေကနီးမော့ရင်အစွမ်းစားမြင့်တက်လာပြီးတော့လူတွေထက်တောင်ညံကောင်းကြောင်းပြောပါတယ်။ဒီတဲ့အဆက်လက်ပုံမှုရှိသေးလားလို့မေးလိုက်တော့မာရီရဲ့လေသူ့ရဲ့အကြေးကွန်ကမှော်လေးထုတ်နိုင်ကြောင်းပြောခဲ့ပြီးရှာရင်တန်မိုးကြီးမကြောင်းရှင်းပြပါတယ်။နောက်တစ်ခုကအဲဒရဂွန်ဆိုတာလူပုံစံနဲ့ဖန်ဆင်းနိုင်ပြီးတော့မြို့တဲဥတော်စာဘူးကြောင်းပြောပါတယ်။အချက်လက်အတိအကျပြောနေခဲ့ပေမဲ့အတိအကျတော့တိတ်မသိပဲအဲ့ဒီနောက်ဘာမှဆက်မဖြစ်တော့ဘဲနဲ့အိုအီခါဆိုတဲ့မြို့ကိုရောက်ခဲ့ပြီးတော့ခိတာဆဲလေတခုခုနားလေသွားပြီးပြုံးနေခဲ့ပါတယ်။အဲ့နောက်ခိတာဆဲလေနောက်ကပါကိုပြန်အောင်ဖို့ဆိုရင်တော့သူနဲ့အတူတူအဲ့ရမှာဖြစ်ကြောင်းပြောခဲ့ပြီးတော့မာရီယာကိုခေါ်လိုက်ပြီးအနွေတက်လေးယူကအိတ်လိုက်ပါတယ်။တစ်ဖက်ကပါကိုပြန်အောင်သွားတဲ့အချိန်မှာတော့အဲဒရဂွန်အတိုက်ကြီးမှာပဲပြန်လဲနိုးလာခဲ့ပြီးတော့တွေ့ချင်းအတီးခံလိုက်ရလို့ချောင်းရပါသေးတယ်။ခိတာဆဲလေသူ့နားကပ်ဖို့ပြောနေခဲ့ပြီးတော့အဲဒရဂွန်ကိုလည်းအတိုက်ထဲဝင်လာပြီလို့တောင်းပန်နေခဲ့ပြီးအမှန်ဆိုရင်သူကဥတွေကိုကြီးကျင်အောင်ပဲခေါ်လာတာဖြစ်ကြောင်းပြောပါတယ်။အဲဒါကြောင့်မာရီယာကိုတော့ပြန်လွတ်ပေးဖို့ပြောနေခဲ့ပြီးတော့ most bosses တို့ပြီးတော့ငကားစကားကြီးပါပြောနေရကြောင်းမာရီယာတော့နားမလည်ဖြစ်နေပါတယ်။ခိတာဆဲလေအဓိကငကားတွေကသူတို့အတိုက်ကိုရောက်လာခဲ့ရင်တော့ရန်သူမဟုတ်ဘူးဆိုတာပြဖို့အတွက်ရက်ပလင်းကိုဖွင့်ပြလိုက်ပါတယ်။တောင်းပန်တဲ့အနေနဲ့ဒါကျွန်တော်တို့ငယ်ငယ်တုန်းကတောက်တဲ့ Riot D လေးဆိုပြီးတော့တောက်ခိုင်းနေခဲ့ပါတယ်။စတာပါမှန်တော့မာရီရဲ့ပြောခဲ့တဲ့အချက်လက်တွေအရာဆိုရင်တော့အဲဒရဂွန်ကလူသားပြောင်းသွားခဲ့တဲ့နေရာမှာမူရောစပါးရက်ရှားပါနေရကြောင်းလာရကြောင်းသိလိုက်ရပါတယ်။အဲဒီနောက်ရက်ပလင်းကိုဖွင့်ပြလိုက်တော့တိတ်မကြိုက်ရှာတဲ့အက်လေဒီဘဲက Monster Poster တွေပါငကားစကားတွေကိုနားလေနေရမလို့ငါ့ကိုလည်းအရက်တိုက်တယ်မနေ့ကလည်းမီးမုတ်လိုက်တာပြန်ရှင်းလာတယ်တိကြရဲ့အီမီဆိုင်ရဲ့မောင်လေးပဲလို့တွေးနေခဲ့ပါတယ်။ဟာဒါဆိုရင်သူငါ့ရဲ့အကြိုက်ကိုကြိုတိနေရပဲလို့တွေးနေခဲ့ပြီးတော့ဒီဘဲလေးကအကုန်လုံးသာကြိုတိနေခဲ့သူ့အတွက်အန်ရည်များဆိုပြီးခွင့်လို့ဖို့စီစဉ်ပါတယ်
ခိတာဆဲလေသူ့ကိုခွင့်လွှတ်လိုက်ကြောင်းပြောနေရကြောင်းမာရီရဲ့လေသူ့ရဲ့အလေးမော်တွေအကုန်ခေါ်လိုက်ပြီးတော့အဲ့လေအတိုက်တဲကိုဆင်းခိုင်းလိုက်ပါတယ်ခိတာဆဲလေသူ့ရဲ့ဖြစ်စဉ်တွေအားလုံးကကဘာပြောင်းရွှေ့နိုင်ကြောင်းပြောပြလိုက်တာကြောင့်အဲ့လေနည်းနည်းစိတ်ဝင်စားသွားပြီးတော့ငါရဲ့ဥကိုကြည့်ကျင်လားဒီမှာဆိုပြီးအောက်ကိုပြလိုက်ပါတယ်ခိတာဆဲလေသူမြင်နေတာမြင်လိုက်ရပြီးတော့မာရီရဲ့လေနဂါရဲ့ဥကြီးတွေကနှလုံးမဟုတ်ပဲသုံးလုံးကြီးကြီးတွေပဲလို့ပြောပါတယ်ပြီးတော့မာရီရဲ့လေမြေပြင်ကနှွေးထွေးနေရတာဘာကြောင့်လဲလို့မင်းနေပြီးတော့ခိတာဆဲလေဥတွေကအေးရင်အလုံးမဖြစ်ဘဲနဲ့နှွေးနေမှာအဆင်ပြေကြောင်းရှင်းပြပါတယ်အဲ့လေအနန်းတစ်ခုရနေရကြောင်းခိတာဆဲကိုဘာဖုံးကွယ်ထားလဲလို့မင်းနေခဲ့ပြီးတော့တေချာရှင်းလာကြီးမှာသူ့ရဲ့ထမင်းတုပ်ကအနန်းထွက်လာသိလေရပါတယ်ရုတ်တရက်ကြီးအဲ့လေအရက်တောက်ရှင်လာလို့သူ့ရဲ့ပုံစံနဲ့မနီတော့ပဲလူပုံစံထပြောင်းလိုက်တာကြောင့်အခုမှမြင်ဘူးတဲ့ခိတာဆဲနဲ့မာရီယာလို့လည်းကြောင်နေကြပါတယ်ပြီးတော့အရက်နဲ့မြည်ကျင်ကြောင်ပြောခဲ့ပြီးတော့ခတ်စုကိုအရက်ကိုတောင်းနေခဲ့ပေမဲ့ခိတာဆဲလဲမာရီယာအတွက်ယူလာမလို့တိုင်ပတ်နေခဲ့ပါတယ်ဒါဆိုရင်ညှိနှိုင်းမှုတစ်ခုအနေနဲ့ထမင်းကူကိုပေးမယ်ဆိုရင်သူ့ရဲ့အကြီးကုန်တစ်ခုကိုပေးမယ်ပြောရကြောင်းအဲ့လေနင်းကောင်ကျုံစားနေပါတော့တယ်နဂါကထမင်းလေးကြိုက်တဲ့အံ့ဩပါစားနေရင်လည်းနေခဲ့ကဘီယာလေးတစ်ခွက်ကိုပေးလိုက်ခဲ့ပြီးတော့အဲ့လေလူပုံစီစဉ်တွေကိုခံစားနေခဲ့ပါတယ်ခိတာဆဲလေထမင်းဘူးကိုပေးတဲ့အနေနဲ့အကြီးကုန်ရမယ်လို့မာရီယာကိုရှင်းပြနေရကြောင်းမာရီယာလည်းအတော်လေးအံ့ဩသွားပြီးတော့ခိတာဆဲလေဘလောက်တောင်မိုက်တာလဲလို့မီးနေခဲ့ပါတယ်အဲဂျေးကွန်ဆိုတာကမော်စရာတွေတောင်မှသူတို့ပိုင်ဆိုင်နေရအားလုံးနဲ့လဲနိုင်ပြီးတော့မော်ပညာအရင်ကြီးမားကြအောင်ပြောပြပါရဲအဲ့လေစိုင်းနဲ့ကုံသွားတာကြောင့်နောက်ထပ်ထပ်တောင်းနေခဲ့ပေမဲ့ခိတာဆဲလေအင်တင်တင်လုံနေရကြောင့်သူ့ရဲ့သွေးစိတ်ဝင်ထားတဲ့အပြိုင်အောင်ကြောက်တုံးကိုပေးလိုက်ပါတယ်မာရီယာလည်းအသေးအတန်ဖြစ်နေခဲ့ပြီးတော့မြင်မြင်ကြီးလဲခိုင်းလိုက်ကတကားလေးပြန်ဖွင့်ပေးလိုက်တာကြောင့်ထွက်လာခဲ့ပါတယ်ဒါသေးတယ်အဲ့ဒီကြောက်တော့ဘာလဲလို့မေးခဲ့ပြီးတော့ယောဂအမျိုးမျိုးကုသနိုင်ပြီးတော့အရန်ကိုတန်ဖို့ကြီးမားလွန်းတာကြောင့်မာရီရဲ့လည်းရောင်းဖို့တော့မဖြစ်နိုင်ကြောင်းပြောပါတယ်တကယ်လို့ရောင်းမယ်ဆိုရင်တော့တခြားသူတွေတည်သွားခဲ့ပြီးတော့အဲ့ဒရဂွန်ရဲ့အတိုက်ကိုလာရောက်နှောက်ယှက်မှာဖြစ်ပါတယ်